အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အရန်ကိုလာတဲ့အိမ်လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တော့အပန်းပြေခရီးအနေနဲ့ကျွန်တော်ရဲ့တငယ်ချင်းရှိကိုအလဲသွားမှာဖြစ်ပါတယ်ဗျဒီတော့စိတ်တွေကိုအေးမြလန်းဆန်းစေမယ်ပေါ့ပေါ့ပါပါကြည်ကြည်လင်းလင်းလေးတွေကိုမျှဝေသွားပါမယ်ဗျအခုလိုကောင်းကောင်းမွန်မွန်ပြင်ဆင်ပေးလို့ကျေးဇူးတင်ပါတယ်ညီမကြီးဒါကျမလို့ပါဆရာနေ့တိုင်းဒီလိုပုံစံလေးပဲပြင်ဆင်ပေးပါနော်ရပါတယ်ဆရာကျမအတွက်အဆင်ပြေပါတယ်ကဲကျွန်တော်တို့အားလုံးအကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုတော့ကားပေါ်တက်မယ်သွားမယ်ဗျာဝေါအပြင်ကိုထွက်လိုက်တာနဲ့တဘာဝတရားအစီကျုံနေတော့တာပဲဗျာဒီလိုနေတာတဲ့နေ့လေးမှာသွားလာရတာတော်တော်လေးကိုစိတ်ချမ်းသာတယ်ဗျာကားမောင်းရတာလည်းတော်တော်လေးကိုအဆင်ပြေတယ်အခုဆိုရင်ကျွန်တော် highway လမ်းမကြီးကိုရောက်နေပါပြီခင်ဗျာမကြခင်မှာရောက်ပါတော့မယ်ဗျာအကြခင်မှာကျွန်တော်တို့ရွာထဲကိုဝင်ပါတော့မယ်ခင်ဗျာအခုရွာရဲ့အစအနလေးတွေ့နေရပြီပေါ့နော်အခုဆိုရင်ရွာထဲကိုသွားတဲ့လမ်းကိုဝင်ခဲ့ပါပြီခင်ဗျကျွန်တော်သွားနေပါပြီဒီရွာတွေကလူတွေကတမျိုးထူးဆန်းနေတယ်ဗျာသူတို့အဝတ်စားတွေကအပြင်ကနေလည်းမတူကြဘူးလာပါကားပေါ်တက်ပါကျွန်တော်တငယ်ချင်းအိမ်ကိုလမ်းညွှန်ပေးပါဦးလာပါဘရိုတက်ပါအားလုံးကဘာဖြစ်လို့ကျွန်တော်ကိုထူဆန်းကြီးလို့ကြည်နေကြရလဲကျွန်တော်ကမထူဆန်းဘူးနော်ခင်ဗျားတို့ကျွန်တော်အန်ဒီမပြုတ်ဘူးလို့ဂရိပေးပါအဲဆိုရင်စကားပြောပြီးမှပဲတငယ်ချင်းအိမ်လိုက်ပို့လိုက်တော့အခုလိုကျိုးမွေးအခမ်းတဲ့အတွက်အားလုံးကိုကျွန်တော်ကကျေးဇူးတင်ပါတယ်ဗျာအရန်စားလို့ကောင်းတယ်ဗျငါဘာဖြစ်သွားတာလဲမလေးကျွန်တော်ဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲပြောပြကြပါအောင်ဗျအဖွားကျွန်တော်ကိုပြောပြတဲ့အတိုင်းဆိုရင်သူတို့ကအခုချိန်ဒီမကျွတ်လွတ်သေးတယ်ရွာသူရွာသားတွေပေါ့နော်သူတို့ကမေတ္တာပို့ပေးပါကုသိုလ်လုပ်ပြီးအမြတ်ဝေပေးပါဟုတ်ကဲ့လုပ်ပေးရမှာပေါ့ဗျာငါကတော့တယောက်တည်းအဲ့လမ်းမပြန်ရဲတော့ဘူးအေးပါကွာမင်းဘာလိုက်ပို့ပါမယ်မင်းလိုက်ပေးလို့ကျေးဇူးပါဘယ်နဲ့နာလဲမစုံနာကြပြီဆိုတော့စကားလေးဆေးပြောရင်းနဲ့တွားကြတာပေါ့ကွာငါကိုအခုမှပဲအေးစစ်စစ်ပြောနိုင်တော့တယ်ငါကောင်ကြီးငါကိုတကယ်ကြောက်နေခဲ့တာအဲ့လောက်ကြည့်လဲမလန်းစမ်းပါနဲ့ကွာမေးစိပြီးတော့မြို့လေအကောင့်နဲ့ဆိုင်တခုတွားကြမယ်ပြီးရင်စားမယ်တောင်းမယ်အေးငါတော့ကြိုက်တယ်ကွာမင်းနဲ့မဆုံသွားတာကြာပြီအဲ့တော့သွားမင်းရှိတက်တဲ့ဟိုတာမောင်းပြီးတော့